အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရေးချယ်တင်ဆက်ပေးသွားမယ့်စကားလေးကတော့ဇီယာမနဲ့အကြောင်းသားကြားကချစ်ချင်းမြတ်သားတွေကိုလှပစွာပုံဖော်ထားတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဇလန်းရဲ့အစမှာလာလီဆိုတဲ့38နှစ်အရွယ်ကောင်မလေးကကျောင်းဇီယာမတယောက်ဖြစ်ပြီးမကြသေးခင်ကမှသူ့ယောက်ျားနဲ့ကွာရှင်းထားလို့အလုံးမရှိတော့အခြားမြို့မှာကျောင်းဇီယာမလုပ်ဖို့ယထာနဲ့ထွက်သွားနေခဲ့ပါတယ်တစ်ဖက်မှာလည်းစမစ်ဆိုတဲ့ကျောင်းသားလေးကသူ့အခန်းထဲမှာတယောက်တည်းထိုင်နေပြီးစိတ်တော်ကတွေနဲ့ပြင်းနေနေကအသွေးတွေများလို့အသေးကွဲနေခဲ့ပါတယ်အဲ့ဒီလိုနဲ့စကားလဲနောက်ကျောင်းပြန်သွားပြီးလာလီလဲကျောင်းရောက်တော့ကျောင်းအုပ်ကြီးကသူမကိုနှွေးထွေးစွာကြိုဆိုနေပြီးဝန်ထမ်းတွေနဲ့မိတ်ဆက်ပေးနေပါတယ်ကျောင်းအုပ်လည်းသူမတင်ပေးရမယ့်အတန်းနဲ့အခြားလုပ်စရာတွေကိုပြောပြနေခဲ့ပါတယ်ကျောင်းဖွင့်တော့အတန်းကိုလာကြတဲ့ထဲမှာစမစ်ကသူမရဲ့အတန်းမှာတက်ရပြီးစမစ်ကိုတေချာတင်ကြားပေးဖို့ကျောင်းအုပ်ကြီးကတာဝန်ပေးထားလိုက်ပါတယ်ပထမနေ့မှာတော့စမစ်ကတိတ်ဆိတ်လွန်းတာကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကကျောင်းဆင်းတဲ့အချိန်ထိတိတ်အဆင်မပြေခဲ့ပါဘူးစမစ်ကအရန်တိတ်ဆိတ်နေပြီးကျောင်းချိန်ပြီးတော့သူမိဘတွေနဲ့စကားပြောနေတဲ့အချိန်မှာစမစ်ရဲ့ဖေကသူ့ညီမကိုသူ့အကိုရဲ့ခြေရာကိုလိုက်မနှင်းစေချင်ကြောင်းပြောနေခဲ့ပါတယ်စမစ်ကိုလည်းတက်နိုင်တဲ့လောက်အကျင့်ပြင်ဖို့ပြောတဲ့အချိန်မှာတော့စမစ်ကသူ့ရဲ့မူရင်းအကျင့်ကိုပြင်ဖို့ခက်ခဲကြောင်းပြောပြီးသူမိဘတွေကိုစိတ်တူပြီးအိမ်ကနေထွက်သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့စမစ်လည်းစိတ်ပြက်လက်ပြက်နဲ့ပိုက်ဆံရချင်တာကြောင့်မူရစ်ဆေးရောင်းပြီးပိုက်ဆံရှာတဲ့အကျင့်ကိုစပြီးလုပ်နေပေမဲ့သူအိမ်မက်ကသူညီမလေးကိုပညာကောင်းကောင်းတင်နိုင်ဖို့ဖြစ်ပါတယ်မူရစ်ဆေးရောင်းတာကလည်းသူ့အတွက်သူရည်ရွယ်ပြီးရောင်းနေတာမဟုတ်ပဲသူမိဘကသူညီမကိုကြောင်းကောင်းကောင်းမှမထားနိုင်တာကြောင့်သူမိဘကိုစားလုပ်ပေးနေခြင်းဖြစ်ပါတယ်နောက်ရက်ရောက်တော့စမစ်ကစာသင်ခန်းထဲကိုလာခဲ့ပြီးအဲ့ဒီနေ့မှလည်းလီလာကစမစ်ကိုတိတ်ပြီးအရေးမလုပ်ဖြစ်ခဲ့ပါဘူးအတန်းပြီးတော့ကျောင်းရဲ့လူမှုရေးအားကစားသမားကလီလာကိုသူ့ကိုယ်သူမိတ်ဆက်ပေးပြီးညနေစာတွေစားဖို့ဖိတ်လိုက်ပါတယ်လီလာလည်းသဘောတူသွားပြီးတစ်ဖက်မှာတော့စမစ်နဲ့သူ့ရဲ့တငယ်ချင်းတွေကသူတို့ရဲ့အစ်စ်ရောက်လာတဲ့ဆီယမအကြောင်းကိုပြောနေကြပါတယ်ညရောက်တော့လီလာကအထီးကျန်တယ်လို့ခံစားရပြီးသူမအမေကိုဖုန်းခေါ်လိုက်ကသူ့ရဲ့အကိုအကြောင်းနဲ့သူမရဲ့အကြောင်းအစ်စ်မှအဆင်ပြေကြောင်းပြောပြနေခဲ့ပါတယ်အဲ့ဒီညမှာစမစ်ကသူ့ရဲ့တငယ်ချင်းဆိုးတွေနဲ့ရှောက်လဲလို့အိမ်ပြန်နောက်ကြပြီးသူ့ရဲ့အမေကအပေါင်းတင်မနေကြောင်းနဲ့ကောင်းတဲ့တငယ်ချင်းတွေနဲ့ပဲရွေးပြီးပေါင်းဖို့ပြောတော့စမစ်လည်းစိတ်တူသွားခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့လီလာရဲ့အတန်းကကောင်ဆိုးလေးကသူ့ကိုအက်စစ်တပုတ်ရေးဖို့ကိုညီတောင်းလိုက်ပြီးလီလာလည်းရေးချင်တဲ့အက်စစ်အကြောင်းနဲ့ခေါင်းစဉ်ကိုမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာစမစ်ကသူ့ရဲ့ကိုရေးကိုတာအကြောင်းဖြစ်တဲ့အတွက်ဆီယမကိုမပြောပြပဲလီလာကသူမလည်းအဲ့ဒီကျောင်းမှာရောက်တာမကြသေးတာကြောင့်ပတ်ဝန်းကျင်တွေကိုမသိသေးကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီလိုနဲ့စမစ်ကသူ့ရဲ့အက်စစ်ကကိုရေးကိုတာကြောင်းဖြစ်တဲ့အတွက်မပြောချင်ပဲထွက်သွားလိုက်ပါတယ်လီလာလည်းစမစ်စိတ်ဆိုးမှကြောက်လို့လိုက်သွားတော့အခြားဆီယမတယောက်နဲ့တွေ့ပြီးသူ့လိုမျိုးကျောင်းသားအတွက်နဲ့အချိန်မဖြုံးဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာလီလာကသူ့ရဲ့ကျောင်းသားအားလုံးကိုအကောင်းဆုံးဖြစ်အောင်တင်ပေးစေချင်တယ်လို့ပြန်ပြောခဲ့ပါတယ်နောက်နေ့မှာလီလာကကျောင်းသားအလုံးရဲ့ကိုရဲ့အချက်လက်တွေကိုစစ်ဆေးနေတဲ့အချိန်မှာစမစ်ကအကိုမရောက်လာတဲ့ကျောင်းသားတစ်တယောက်ဖြစ်ပြီးမကြာခဏရံဖြစ်တဲ့ကြောင်းသိလိုက်ရပါတယ်။နောက်တော့ဆီယမလီလာကကျောင်းသားတွေကိုသူတို့ကိုယ်တိုင်ရေးထားတဲ့ကြပြာကိုတယောက်ချင်းစီထဖတ်ခိုင်းလိုက်ပါတယ်။စမစ်အလဲရောက်တော့ဆီယမလီလာကသူ့ရဲ့ကြပြာအောက်မှာနှင်မျောသွားပြီးနောက်တော့ဆီယမလီလာကသူ့ရဲ့ကြပြာဟာအရန်ကောင်းပြီးအတိတ်ပဲပြည့်စုံကြောင်းပြောပြကစမစ်ရဲ့ခန်းစားချက်ကိုသူမကိုပြောပြရင်စိတ်ပေါ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။တကယ်တော့စမစ်ကလူတိုင်းကိုသူ့ရဲ့ကန်ဆာချက်ပြောပြလေးမရှိတာကြောင့်ပြန်ပြောလိုက်ပါတယ်။နောက်တော့လီလာကသူမရဲ့ယောက်ျားကအကွာရှင်းဖို့လက်မှတ်တစ်ဆောင်ပို့လာတာကိုတွေ့ရပြီးသူမလည်းမပေါင်းချင်တာကြပြီးဖြစ်တဲ့အတွက်ပြုံးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအန်ဒါလို့အမည်ပေးထားတဲ့အကြောင်းရဲ့လူမှုရေးကစားသမားကသူမကိုညနေစာစားဖို့ခေါ်လိုက်ပြီးသူမလည်းအပူပင်ကင်းတော့ပြီးဖြစ်တဲ့အတွက်လက်ခံနိုင်ခဲ့ပါတယ်။ကျောင်းဆင်းတဲ့အချိန်မှာစမစ်ကအရင်ကနဲ့မတူတော့ပဲဆီယမကိုစကားစာပြောနေပြီးသူ့ရဲ့အကြောင်းကိုပြောပြပြီးမှအိမ်ပြန်ခဲ့ပါတယ်။ညရောက်တော့လီလာကသူမကိုညနေစာစားဖို့ပြောထားတဲ့အန်နာနဲ့သမင်းစားပြီးတော့ပါတီပွဲတစ်ခုမှအတူတူကနေပြီးစမစ်ကလည်းအဝေးကနေသူမကိုကြည်နေခဲ့ပါတယ်။မနေ့ရောက်တော့လီလာကသူ့အတန်းကိုလာတဲ့အချိန်မှာအတန်းပြေးနေတဲ့စမစ်ကိုတွေ့လိုက်ရပြီးညနေရောက်တဲ့အချိန်မှာစမစ်ကပြန်ရောက်လာပြီးသူကြောင်းပြေးခဲ့တဲ့အကြောင်းကိုဆီယမကိုတောင်းပန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလီလာကစမစ်ရဲ့ခန်းစားချက်ကိုနားလည်ပေးကြောင်းပြောပြလိုက်ပြီးစမစ်ကလည်းမင်းညကပါတီပွဲတစ်ခုမှအလွန်ကျွန်းတောင်းမိကြောင်းပြောပြနေရင်ဆီယမကိုလည်းမြင်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဒီလာလဲသူမပါတီပွဲမှာချိန်သွေးခဲ့တဲ့အကြောင်းကိုဘယ်သူမှမပြောဖို့စမစ်ကိုပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်တန်းစကားတွေပြောနေကြပြီးညရောက်တော့လီလာကသူမရဲ့အမေနဲ့ဖုန်းပြောနေခဲ့ပါတယ်။
လီလာဖုန်းပြောနေတဲ့အချိန်မှာစမစ်ကတခါလာခေါ်ခဲ့ပြီးဖွင့်ကြည့်တော့မိုးရွာတဲ့ကနေရံဖြစ်လာတဲ့စမစ်ကိုတွေ့တော့အိမ်ထဲပေးဝင်လိုက်ပါတယ်။လီလာလည်းဘာတွေဖြစ်ခဲ့လဲလို့စမစ်ကိုမေးနေခဲ့ပေမဲ့စမစ်ကဘာမှပြန်မပြောဘဲသွားအိတ်ဖို့လှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလီလာကအရန်နောက်ကျနေပြီဆိုပြီးသူ့ကိုတားကကားနဲ့အိမ်လိုက်ပို့ခဲ့ပါတယ်။ကားမောင်းနေရင်းနဲ့လီလာကစမစ်ကိုသူ့ရဲ့မိသားစုအကြောင်းပြောပြဖို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာစမစ်ကဘာမှပြန်မပြောဘဲငြိမ်နေလိုက်ပြီးသူမကားရဲတော့စမစ်လည်းကားထဲကနေချက်ချင်းပဲထွက်သွားခဲ့ပါတယ်။အပြင်မှာမိုးရွာနေတာကြောင့်လီလာလည်းသူ့ကိုတားဖို့လိုက်သွားပြီးစမစ်လည်းအခွင့်ကောင်းယူကသူ့ကိုပါတီပွဲမှာတော့ကားခဲတဲ့ကားကွက်တွေကိုတင်ပေးရင်ကားထဲပြန်ဝင်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့လီလာလည်းတင်ပေးလိုက်ပြီးကားထဲရောက်တော့လီလာကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကចောင်းသားနဲ့ဆီယာမလိုမျိုးဆက်ဆံရေးပဲပိုပြီးကောင်းမယ်ဆိုပြီးပြောလိုက်ပေမဲ့စမစ်ကတော့ဘာမှပြန်မပြောဘဲတက်သွားခဲ့ပါတယ်။နောက်ရက်မှာအတန်းပြီးတော့စမစ်ကသူမကိုအရင်လိုမျိုးစကားမပြောတော့ဘဲအိမ်ကိုတန်းပြန်သွားခဲ့ပါတယ်။အိမ်ရောက်တော့စမစ်လည်းဆိုဖာပေါ်မှာဖုန်းကြည့်ပြီးအိတ်နေရင်းနဲ့သူ့အမေကသူ့ရဲ့ဖြေလွှာကိုကြည့်တော့အမတ်ပိုပြီးကောင်းလာတော့ကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူ့ရဲ့အမေလည်းဝမ်းသာသွားပြီးစာကိုကျူးတစိုက်ပြန်လုပ်နေတဲ့သူ့ရဲ့သားကိုဂုဏ်ယူပြီးပြောနေခဲ့ပါတယ်။စမစ်လည်းအတိရောက်လာတဲ့ဆီယာမအကြောင်းဆိုပြီးသူ့အမေကိုပြောလိုက်ပါတယ်။အဲ့ဒီစကားကြားသွားတဲ့သူ့အမေလည်းဆီယာမနဲ့တစ်ခေါက်လောက်တွေ့ချင်သွားခဲ့ပါတယ်။ညရောက်တော့လီလာလည်းအန်ဒါနဲ့ဘာတစ်ခုမှချိန်တွေ့ပြီးတော့စကားပြောနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူမလည်းအန်ဒါနဲ့စကားပြောရတာပြင်းလာပြီးအိမ်သာသွားဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာစမစ်ကတွေ့သွားပြီးသူမနောက်ကိုလိုက်သွားကအိမ်သာထဲရောက်တော့စမစ်လည်းဘာမှမပြောဘဲသူမကိုနမ်းလိုက်ပါတယ်။ဆီယာမလည်းအစင်မပြေကြောင်းပြန်ပြောပြီးသူမအမားလုံးမီလို့တွေးမိကအန်ဒါစီပြန်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူမလည်းအန်ဒါကိုစမစ်အကြောင်းပြောပြပြီးနှစ်ယောက်သားပြောနေကြပါတယ်။လီလာကအိမ်ပြန်လာတော့စမစ်လဲလိုက်လာပြီးတခါဖွင့်ခိုင်းလိုက်ပါတယ်။အစပိုင်းမှာတော့သူမလည်းမဖွင့်ပေးခြင်းပဲစမစ်ကအချိန်ချင်းတောင်းဆိုတာကြောင့်ဖွင့်ပေးလိုက်ရပါတယ်။အဲ့ဒီလိုနဲ့အခန်းထဲရောက်တော့စမစ်ကသူမကိုစပြီးလို့ဖို့စ조사နေခဲ့ပြီးသူမလည်းငင်းတော့စမစ်ကအနုနီးနဲ့မရရင်အကျန်းနီးနဲ့သုံးမယ်ဆိုပြီးပြောလိုက်ပါတယ်။လီလာလည်းမတက်နိုင်တော့တဲ့အဆုံးသဘောတူသွားပြီးနှစ်ယောက်သားမူစကူဒူခဲ့ကြပါတယ်။မနေ့ရောက်တော့လီလာကအညာတုံးကဖြစ်ခဲ့တဲ့အပြစ်ပြက်တွေကိုဘယ်သူမှမပြောဖို့စမစ်ကိုကတိတစ်ခုတောင်းလိုက်ပါတယ်။လီလာလည်းစာတင်ခန်းထဲမှာထိုင်နေရင်အခြားဆီယာမတယောက်ကအင်တာနက်အဒိတ်ဖြစ်တဲ့အကြောင်းကိုပြောပြပြီးလီလာလည်းဂုဏ်ယူနေခဲ့ပါတယ်။တစ်ဖက်မှာလည်းစမစ်ကသူ့ရဲ့တငယ်ချင်းဆိုးတွေကိုပိတ်ဆန်ချီနေခဲ့ပါတယ်။လီလာကအင်တာနက်စကားပြောနေတဲ့အချိန်မှာစမစ်ကရောက်လာပြီးသူမကိုခေါ်သွားလိုက်တာကြောင့်အင်တာလည်းသူဝင်သူသွားခဲ့ပါတယ်။နောက်တော့စမစ်လည်းသူချီလာတဲ့ပိတ်ဆန်နဲ့ဆီယာမအတွက်ရွှေဆွဲကြိုးဝယ်ပေးလိုက်ပါတယ်။လီလာလည်းဆွဲကြိုးကိုသဘောကျနေပြီးအဲ့ဒီအချိန်မှာစမစ်ကသူမကိုစစ်ဆက်ဖို့ပြောလိုက်ပါတယ်။သူမလည်းဘာမှပြန်မပြောဘဲစမစ်ကသူမကိုနမ်းဖို့လုပ်နေတဲ့အချိန်မှာတော့ငင်းလိုက်ပါတယ်။အဲ့ဒီလိုနဲ့စကားတွေပြောနေကြပြီးနှစ်ယောက်သားအပြင်မှာချင်းတွေ့ပြီးပျော်နေခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာလည်းတစ်နေ့တခြားပိုပြီးတိုးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့စမစ်ကသူ့ရဲ့မိဘအကြောင်းတွေကိုစပြီးပြောပြခဲ့ပါတယ်။စမစ်လည်းအိမ်ပြန်လာတော့သူ့ရဲ့တငယ်ချင်းတွေကပိတ်ဆန်လာတောင်းခဲ့ပေမဲ့မပေးနိုင်သေးတာကြောင့်သူ့ကိုလိပ်စာလေးပဲပေးခဲ့လိုက်ပါတယ်။နောက်တော့သူ့ရဲ့အမေကစမစ်နဲ့လီလာအတူရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရပြီးစမစ်ရဲ့ဆရာမမှန်းသိတော့သူ့သားရေးစားရှိနေတာကိုပျော်နေခဲ့ပါတယ်။နေ့လယ်စာစားချိန်ရောက်တော့လီလာကအန်ဒါစီလာပြီးဖိုင်တစ်ခုလာပြီးတော့အန်ဒါလည်းသူတို့ရဲ့ဆက်ဆံရေးကရှေ့ဆက်ဖို့ဖြစ်နိုင်သေးလားလို့မေးလိုက်ပါတယ်။အဲ့ဒီလိုနဲ့လီလာကစမစ်ကိုချစ်မိနေတာကြောင့်တငယ်ချင်းအနေနဲ့ပဲရှေ့ဆက်ဖို့ပြောလိုက်ပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစမစ်ရဲ့အမေကလီလာအခြားမိဘနဲ့စကားပြောနေတာကိုတွေ့တော့သူ့သားရဲ့ဖုန်းထဲကကောင်မလေးနဲ့သူမှန်းတည်သွားခဲ့ပါတယ်။နောက်တော့လီလာနဲ့တွေ့တဲ့အချိန်ကျသူမလည်းအသွေးများနေခဲ့ပါတယ်။စမစ်ရဲ့အမေလည်းလီလာနဲ့စကားပြောနေရင်လီလာကိုသူမရဲ့သားနဲ့ဖြစ်နေတာလားလို့မေးလိုက်တဲ့အချိန်မှာသူမလည်းဘာမှပြန်မဖြေတာကြောင့်စမစ်ရဲ့ဖုန်းထဲကကောင်မလေးမှန်းတည်သွားတော့သူမရဲ့သားကိုကျောင်းစာမှာအယုံဆိုင်စေချင်တာကြောင့်မနှောက်ယှက်ဖို့လီလာကိုစိတ်တူတူနဲ့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးကရောက်လာတာကြောင့်သူမရဲ့အကျင့်ကိုသတိထားမိလိုက်ပြီးလီလာကိုမေးတော့သူမလည်းစမစ်ရဲ့အမေကအရေးကြီးကိစ္စရှိလို့အမြန်ပြန်လိုက်ကြောင်းကျောင်းအုပ်ကြီးကိုလိန်ပြီးပြောခဲ့လိုက်ပါတယ်။အိမ်ရောက်တော့စမစ်ရဲ့အမေကအကြောင်းသားနဲ့ဆီယာမဟာဘယ်တော့မှမဖြစ်နိုင်ကြောင်းသူ့သားကိုပြောလိုက်တဲ့အချိန်မှာစမစ်ကလီလာကိုအချစ်စင်းနဲ့ချစ်တာကြောင့်သူမအတွက်ဘာမဆိုလုပ်ပေးနိုင်တယ်ဆိုပြီးသူ့အမေကိုပြန်ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားသွားတဲ့သူ့အဖေလည်းစမစ်ကိုထောက်ခံနေခဲ့ပြီးယောက်ျားလေးတွေကမချစ်ရင်လွယ်လွယ်နဲ့မချစ်တတ်ပဲချစ်မိပြီဆိုရင်ခွေးဖြစ်နွားဖြစ်ချစ်တဲ့ကြောင်းပြောပြလိုက်ပေမဲ့သူ့အမေကတော့သဘောမတူခဲ့ပါဘူး။တစ်ဖက်မှာလည်းလီလာကသူမရဲ့အမေကိုအကြောင်းဆုံးပြောပြနေပြီးသူမရဲ့အမေနဲ့အကိုလည်းသဘောမတူပဲသူမကိုနောက်
ထက်ခြေလမ်းမလန်းခင်တေချာစဉ်းစားဖို့သူမကိုပြောလိုက်ပါတယ်နောက်တော့စမစ်လည်းသူမရဲ့အိမ်ကိုရောက်လာပြီးလီလာကသူမရဲ့အလုပ်ကိုမဆုံးရှုံးချင်တာကြောင့်သူမနဲ့ဝေးဝေးနေပေးဖို့စမစ်ကိုပြောပြီးမောင်းထုတ်လိုက်ပါတယ်အဲ့ဒီလိုနဲ့လီလာလည်းတယောက်တည်းခံစားနေရပြီးမထင်မှတ်ပဲတောင်းပန်ပါတယ်လို့စားတဆောင်တခါအောက်ကနေပြစ်လာတာကိုတွေ့လိုက်ရပါတယ်လီလာလည်းတခါဖွင့်ကြည့်လိုက်တော့စမစ်ကပန်းပွင့်နဲ့ရောက်လာနေတာကိုတွေ့ပြီးလီလာလည်းအဲ့ဒီညမှာစမစ်နဲ့သူအချိန်ကုန်နေခဲ့ပါတယ်မနေ့ရောက်တော့သူတို့နှစ်ယောက်လည်းဗာဆက်လို့ရမယ်ဆိုတာကိုစဉ်းစားနေကြပြီးစမစ်ကတော့လီလာကိုအဝေးဆုံးတနေရာမှာခေါ်သွားချင်းကြောင်းပြောပြလိုက်ပေမဲ့လီလာကတော့ကောင်းကောင်းစဉ်းစားပြီးတော့ဆုံးဖြတ်ဖို့လိုကြောင်းပြန်ပြောလိုက်ပါတယ်ကျောင်းရောက်တော့အန်ဒါကလီလာနဲ့စမစ်တို့စကားပြောနေတာကိုကျောင်းပေါ်ကနေကြည့်ပြီးသူဝင်သူနေခဲ့ပါတယ်ညရောက်တော့လီလာကညနေထိအလုပ်လုပ်တဲ့အချိန်မှာအန်ဒါကရောက်လာပြီးစကားပြောခဲ့ပါတယ်။ဒါကိုမြင်တဲ့စမစ်လည်းစိတ်တူသွားပြီးလီလာကိုရန်ရှာတော့လီလာလည်းသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအန်ဒါကအတိပြသားဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့စမစ်လည်းကြောင်းရောက်တဲ့အချိန်မှာအန်ဒါကိုတွေ့ချင်းစိတ်တူသွားပြီးမထိန်နိုင်ဖြစ်ကအန်ဒါကိုရန်ရှာလိုက်ပါတယ်။နောက်တော့ရဲတွေကစမစ်ကိုအချုပ်ခန်းထဲတရက်ထည့်ထားလိုက်ပါတယ်စမစ်ပြန်ထွက်လာတဲ့အချိန်မှာလီလာကစောင့်နေပေမဲ့စမစ်ရဲ့အမေကသူ့သားနဲ့မတွေ့စေချင်တာကြောင့်အမြန်ခေါ်သွားလိုက်ပါတယ်။လီလာလည်းအသေးကွဲသွားပြီးအန်ဒါကိုဖုန်းဆက်ကစကားပြောဖို့ချိန်လိုက်ပါတယ်။လီလာလည်းစမစ်ကိုဘာအန်ဒီရဲမှမပြုတ်ပဲလျှလျှရှုပေးဖို့တောင်းဆိုလိုက်ပြီးသူမလည်းအခြားမြို့မှာဘဝတိပြန်စားဖို့ဆုံးဖြတ်လိုက်ကြောင်းအန်ဒါကိုပြောပြလိုက်ပါတယ်။အန်ဒါလည်းသဘောတူသွားပြီးနောက်နေ့ရောက်တော့စမစ်ကသူ့အတန်းကိုမလာတော့ပဲပျောက်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့လီလာလည်းအခြားမြို့ကိုထပ်သွားဖို့ပစ္စည်းထုတ်ပိုးနေတဲ့အချိန်မှာစမစ်ကရောက်လာပြီးသူ့ကိုထားမသွားဖို့အနူးညွတ်တောင်းပန်ကငိုပြီးပြောနေခဲ့ပါတယ်။လီလာလည်းညနေ2 နာရီမှာယထာနဲ့ထွက်သွားတော့မှမို့ကျောင်းစာကိုပဲအယုံဆိုင်ပြီးဘဝကိုလိမ်လိမ်မာမာနဲ့ဖြတ်တန်းဖို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့စကိုင်းရဲ့အစပိုင်းမှာတွေ့ရတဲ့လီလာကအခြားမြို့မှာကျောင်းဆရာမအနေနဲ့ဘဝတစ်ပြန်စားဖို့ထွက်သွားနေတာကိုတွေ့ရပြီးတစ်ဖက်မှာလည်းစမစ်ကအခန်းထဲမှာအသက်ကွဲပြီးစိတ်ထဲကျနေတာကိုပြန်ရောက်သွားခဲ့ပါတယ်။စမစ်ရဲ့အမေလည်းသူ့သားကိုရှေ့ဆက်ရမယ့်ဘဝကအရှိကြီးကျန်နေသေးတာကြောင့်ပျော်နေဖို့ဘဝမှာပထမဆုံးအသက်ကွဲတာကအယုံမသက်ခံစားရကြောင်းနောက်ထပ်အများကြီးအသက်ကွဲရအောင်မယ်လို့ပြောရင်စကားလည်းအဆုံးသက်သွားခဲ့ပါတယ်။ပေးချင်တဲ့ message ကတော့ချစ်တိုင်းလည်းမညာညာတိုင်းလည်းမချစ်ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ခုကြည့်နေတဲ့ပရိသတ်တို့လည်းဘယ်ချိန်ကပထမဆုံးအသက်ကွဲခဲ့တယ်ဆိုတာကို comment မှာမှန်သွားပေးပြီးကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe မလုပ်ရသေးရင်လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။